Android ခန်းကြီးပေါ့နော်ကြက်ဖို့ခက်နေတယ်ဆိုရင်အခုဗီဒီယိုကိုကြော်မသွားနဲ့ကြည့်သွားလိုက်နော်ကျွန်တော်တော်လုံးလုံးတက်လုံးလုံးပညာဒနာလောက်တာမဟုတ်ပါဘူးအတန်တကယ်လို့မှားခဲ့တယ်ဆိုရင်ခွင့်လွှတ်ပေးဖို့ကြိုတင်ပြီးတော့တောင်းပန်အပ်ပါတယ်အားလုံးကိုမင်္ဂလာပါဗျာကျွန်တော်နာမည်ကတော့ရဲသူရဲဆွေဖြစ်ပါတယ်ကျွန်တော်ဟာ Design Education ပေါင်းတာလည်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်တင်ပြပေးချင်တာတော့ကျွန်တော်တို့ခန်းကြီး Master New Version ပေါ့နော် Update New Version ဖြစ်တဲ့စကားလုံးတွေက18လုံးမြောက်စကားလုံးတွေကိုပြောပြချင်ပါတယ်18လုံးမြောက်စကားလုံးတွေကဆိုရင်ကျွန်တော်တို့ကနော်အပိုင်းလေး3ပိုင်းပါပါတယ်အပေါ်ကကျွန်တော်တို့ကအမိုးလေးတစ်ပိုင်းပါတယ်အောက်မှာကျွန်တော်တို့ကလူလေးတစ်ပိုင်းပါမယ်ပြီးတော့ရင်ကျွန်တော်တို့က F ပုံစံလေးပေါ့နော်အပိုင်းလေးတစ်ပိုင်းပါပါတယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုလေးမှတ်မလဲဆိုတော့လွယ်လွယ်လေးပဲမှတ်ပါမယ်နော်အမိုးအောက်မှာလူတွေကနော် F အတွက်ဆုံးဖြတ်သည်နော် F အတွက်ဆုံးဖြတ်သည်အဲ့တော့ကျွန်တော်ပြန်ပြောမယ်အမိုးအောက်မှာလူတွေက F အတွက်ဆုံးဖြတ်သည်ပေါ့နော်ပြဋ္ဌာန်းသည်ဆိုတဲ့စကားလုံးလေးနဲ့ကျွန်တော်တို့သုံးပါတယ်အဲဆိုရင်ကျွန်တော်တို့ပြန်ပြောမယ်အမိုးအောက်မှာ F အတွက်လူတွေကဆုံးဖြတ်သည်နော်ပြဋ္ဌာန်းသည်ဆိုတဲ့စကားလုံးလေးပါဒါဆိုရင်ကျွန်တော်တို့ကကြည့်မယ်နော်ဒါဆိုရင်သူ့ရဲ့စကားလုံးကြီးဘာလဲဆိုရင်ကျွန်တော်တို့ကသာဒမာရုပြဋ္ဌာန်းထားသည်သာဒမေရုပြဋ္ဌာန်းလိုက်သည်သာဒကအတိအကျဂျောကိပေရန်တေခိပုံသေးဒီကျွန်တော်တို့ star ပေါ့နော်ဒီမှာကျွန်တော်တို့ star လေးပြထားတာတော့ကျွန်တော်ခန်းကြီးမှာ star overshin မှာပါတဲ့စကားလုံးလေးဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဗာလဲဆိုရင် day နဲ့တက်ပြည့်ပင်စင်အားလုံးကိုကျေးဇူးတင်ပါတယ် like and subscribe ခေါင်းလုံးလေးနှိပ်ပေးခဲ့ပါဦး